okay ဆိုတော့ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝင်မှာကျိုးကြပါနော်ကျွန်တော်ဒီ TVS လေးကိုဘိန်းအသစ်ဆိုင်လေးကိုနော်2020အဝင်လေးပေါ့နော် 83W ရက်ပလက်လိုင်စင်ကြီးနဲ့ကိုနော်ဘိန်းတော်တော်တစ်တယ်တော်တော်တန့်နေတဲ့ပါတယ်ဘိန်းပေါ့နော်ကျွန်တော်စီဆိုင်နေပါတယ်လဲမျက်နှာမငယ်ရအောင်ရက်ပလက်လိုင်စင်ကြီးကို2028နှစ်လပိုင်းကျော်အထိလိုင်စင်တက်တန်းရှိသေးတဲ့ဘိန်းလေးပေါ့နော်။ဒါတက်တန်းကုန်ကလည်းကျွန်တော်တို့ပြန်တိုးလို့ရပါတယ်တက်တန်းတော့လောလောဆယ်အသေးဘိန်း connection တော်တော်လာမယ်နော်။ဒီကောင်လေးစီးသား connection တွေကတော့ original all ဆေးဖြစ်ပါတယ်။ all ရုပ် all ပတ်လဲ all ကျွန်တော်တို့လက်ကင်ဘူးတွေ all ဘတ်မှန်တွေအကုန်ပါတယ်ပေါ့နော်။ရောင်းရအားနေချက်လေးမပါဘူးဆိုလို့ရှေ့အမောက်လေးတခုမပါဘူးပေါ့နော်။ဒီကောင်လေးကိုကျွန်တော်ဈေးနှုန်းလေးမင်းနေကြလို့ပါဒီကောင်လေးကတော့56သိန်း8000နဲ့ရောင်းမှာဖြစ်ပါတယ်။တော့ဘိန်းအသစ်လိုစီးရမယ်။ပေါက်ချက်တွေဖွေးတန့်နေမယ်เนาะကျွန်တော်တို့တန်ကြီးမရှိဘူးเนาะအင်ဂျင်တုံးတွေအရန်လှမယ်နဲ့တလုံးချင်းစီအစားပေါ့เนาะโอเคဒီကောင်လေးเนาะလိုချင်တဲ့ညီကိုတွေဒီကောင်ကတော့160 carburetor မဟုတ်ဘူးเนาะ200 EFI ဖြစ်ပါတယ်เนาะ200 cc ကို EFI ဖြစ်ပါတယ်ဘိန်းပြောရမယ်ဆိုဒီ TVS RTR 200အရန်ရှားဝါးကြီးပေါ့เนาะဒီလိုဘိန်းချောတဲ့ဘိန်းတွေเนาะโอเคเนาะဘိန်းတော်တော်အသွေးမွေးလှပါတယ်เนาะဘိန်းအသွေးမွေးလေးတစ်ချက်ပြပေးရเนาะโอเคကျွန်တော်09884340ကိုဖုန်းဆက်မေးမြန်းပြီးတော့เนาะကျွန်တော်တို့ဒီရန်ကုန်မြို့တည်းဗျာပဲခူးတိုင်းကျွန်တော်တို့ဒီပဲခူးတိုင်းဒီမော်ပြီးမြောင်းတကာဘက်ဆိုကျွန်တော်တို့ကိုယ်တိုင်ဒါအိမ်နိုင်နာရောက်အထိလာပို့ပေးပါတယ်เนาะကျွန်တော်တို့တန်တဲ့အေယာဝတီတိုင်းတို့ဘာတို့ကတော့ကျွန်တော်တို့ဗီဒီယိုကောကြည့်ကျွန်တော်တို့ခေရောက်ငွေချင်နဲ့ပဲရပါမယ်เนาะလောလောဆယ်ကကျွန်တော်တို့ပို့လို့ရတဲ့မျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆင်ရချဗီဒီယိုကောကြည့်အိမ်ရောက်ငွေချင်နဲ့ရပါမယ်เนาะ TVS လေး original ကီလိုနဲ့ကိုမလာဘူးနော် audio ကီလိုကိုပြပေးမယ်နော် audio အမှန်ပြပေးမယ်ဒါ audio အမှန်သူ့ကီလိုနော်ဒါသူ့ကီလိုအမှန်ဖြစ်တယ်ဒီမှာဒါကျွန်တော်တို့ဒါ trip တွေပေါ့နော် trip 1 trip 2ဘာညာနော်ဒီကောင်တော့သူကဟို upset V2 တို့ V3 တို့လို့မဟုတ်ဒီကောင်အရန် fashion စုံတယ်ပေါ့နော် fashion စုံတယ်မိုက်တယ်ပေါ့နော်ကျွန်တော်ဒါဆိုဟွန်း sorry ဒါဟွန်းကလုတ်တွေဆိုတော့လာသေးတယ်နော် okay နော်ဒါတော့ဒီဘက် single ဆန်ဆာလေးဖြစ်ပါနော် okay တော့ချက်ပြမယ်ဒီကောင်တော့ဒါ LED day light လေးပေါ့နော်ဒါ day light ဒီမှာဒါဆိုတာမီးသေးကိုဒါ day light နော်တော့ဒီဘက်ချိုလေးနဲ့ဒါကတော့မီးကြီး okay နော်ဒီကောင်လေးကိုလိုချင်ကျွန်တော်ဖုန်းနံပါတ်09884340ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ် Facebook YouTube ကျွန်တော်တို့ဒီ TikTok ကနေကျွန်တော်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော် official ဖုန်းကတော့09884340 iPhone တစ်လုံးပဲသုံးပါတယ်ဗျာနော်လူလိမ်လူညာအားလုံးပဲသတိပြုပေးကြပါအားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်